Stamford Bridge ရန်ကုန်မှာအပြစ်ပြောစရာလုံးဝမရှိခဲ့ဘူးချစ်တော်ရင်ဒီညကတော့အပြစ်ပြောစရာမရှိတဲ့ညတစ်ညလို့ပဲဆိုရမှာဖြစ်ပြီးဒီလိုညမျိုးတွေကိုမြင်တွေ့သွားရဖို့အတွက်လက်ချောင်းလေးတွေကိုတစ်ချောင်းချင်းစီချိုးပြီးရေတွက်နေကြတာပါအပြစ်ခတ်တဲ့ပု္ပ္ပစာတွေထဲမှာကိုရိုအတွက်စိတ်ချမ်းသာစရာနေဆွဲတွေနဲ့ကြုံတွေ့ရပါအောင်မလားဆိုတဲ့မိကုန်းကထိတ်ဆုံးကရှိနေကြတာပါအသီးတွေထဲမှာလိုက်ပြီးမေးကြည့်ပြောစရာဆိုတာဘာလဲဆိုတော့စားစရာလိုတောက်စရာလိုနဲ့မရေရာမသေးကြတဲ့အဖြေတွေနဲ့သာအချိန်တွေကုန်ဆုံးနေကြရတာပါအခုတော့ချစ်တော်ရင်ပြောစရာဆိုတာကိုရုကဘာမှာရှိပါသေးပါလားဆိုပြီးအမျိုးအမိခွဲပြားတဲ့ဖျားတွေကိုကြံဖန်ပြီးကျေးဇူးတင်မိပါသေးတယ်။အများကြီးမျှော်လင့်ရင်အများကြီးကြည်ကွဲရတယ်ဆိုတဲ့ပြောစကားတွေကိုအချင်းချင်းကြားဖို့ခဲ့ပေမဲ့အမှတ်သေးခြင်းမရှိတဲ့လူတစ်ယောက်အနေနဲ့ချစ်တော်နဲ့ပတ်သက်ရင်မျှော်လင့်ချက်တွေအကြီးကြီးထားမိတာဟာချစ်တော်ကိုချစ်တဲ့စိတ်ကြောင့်လိုပဲဆိုရမှာပါ။လောကမှာတောကပေးနိုင်ဆုံးလူတွေကကိုယ့်အချစ်ရဆုံးလူတွေဆိုတာစာပရီထဲမှာအချင်းချင်းဖတ်ဖို့ပေမဲ့အယူတစ်ပိုင်းလိုဖြစ်နေတဲ့ကိုယ့်အတွက်တော့မင်းပေးတဲ့တောကတွေကိုရေမရောပဲမောတောက်ပြမိခဲ့တာအချင်းချင်းပါပဲ။အချင်းချင်းခါခါရှုံးလဲယုံကြည်တာတွေကိုမစွန့်လွတ်လိုက်ပါနဲ့ဆိုတဲ့သင်းစာသားဟာကိုယ့်အတွက်တော့ခွန်အားတရက်လိုယုံကြည်မှုတွေကိုအမြဲထာဝရရှင်သန်နေကြတာပါဒီနေ့ကျရင်ကိုချစ်သောမင်းစီကနေပျော်ရွှင်ခြင်းနဲ့ကြည်နူးခြင်းတွေနဲ့အတူမျော်လင့်ခြင်းတွေမှာပြန်လည်ရရှိလာမယ်ဆိုတဲ့ယုံကြည်မှုတွေအခုတော့လက်တွေ့ကျကျဖြစ်လာခဲ့ပြီလို့ဆိုရမှာပါငိုရတဲ့ရက်တွေကလည်းများခဲ့ပြီဖြစ်သလိုဝမ်းနည်းရတဲ့အခါတွေလည်းအချိန်ချင်းပါပဲဆိုပြီးပြောရလောက်အောင်ချစ်တော်ပေးတဲ့ဝေဒနာတွေဟာကိုယ့်အတွက်တော့အမှတ်ရစရာတွေလို့ရှိနေကြတာပါအခုတော့ချစ်တော်ရေဝမ်းသာစရာသတင်းစကားနဲ့ကြည်နူးစရာကောင်းတဲ့နေ့ရက်တစ်ရက်ကိုပိုင်ဆိုင်နိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပြီးဒီလိုညာမျိုးအကျဉ်အခါပေါင်းထောင်သောမကအောင်မြင်တွေ့သွားခြင်းကြတာဖြစ်ပါတယ်ငယ်ငယ်လေးကလောဘနဲ့မွေးဖွားလောဘနဲ့ကြီးပြင်းလာခဲ့တဲ့ကိုယ့်အတွက်ချစ်တော်နဲ့ပတ်သက်ရင်လောဘဆိုတာအမြဲလိုရှိနေစားလောင်နေကြတာပါဘာသာပေါင်းသင်းတွေပြောကြတာကကိုယ့်အပေါ်တောကတွေပေးနေတဲ့လူတစ်ယောက်စီကနေမင်းဘာတွေမျောလင့်နေတာလဲတခြားတစ်ယောက်ကိုပြောင်းပြီးချစ်ကြည့်ပါလားဆိုပြီးပြောဆိုခဲ့ကြပေမဲ့အဲ့ဒီတောကပေးနေတာကိုပဲအယုံမှုဆွဲလန်းနေတာဆိုတဲ့စကားနဲ့ပြန်ပြီးခြေပဖြစ်တယ်လို့ပဲဆိုကြပါမယ်ချစ်တော်ရင်မင်းနဲ့ပတ်သက်ရင်ဝမ်းနည်းစရာတွေကလည်းအမတ်ရစရာတွေဖြစ်တယ်လို့ဝမ်းသာစရာတွေကလည်းအမတ်ရစရာတွေကြီးပါပဲအခုလည်းဝမ်းသာစရာကောင်းတဲ့အခိုက်အတန့်တစ်ခုကိုဖန်တီးပေးလိုက်ပြန်ပြီးလို့ဆိုရမှာဖြစ်ပြီးဘယ်တော့အခါမှမေးပြဖို့မဖြစ်နိုင်တဲ့နေဆွဲတွေထဲမှာဒီကနေ့နေဆွဲကလည်းတရက်အပါဝင်ဖြစ်သွားခဲ့ပါပြီနှစ်ကာချစ်မိသူတယောက်စီကနေကြည်နူးစရာအခိုက်အတန့်ဝမ်းသာစရာအချိန်အခါတွေဟာအချိန်ခါမဟုတ်မိုးရွာချသလိုမထင်မပင်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ဆိုရမှာပါချစ်တော်ရင်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ဘာမှပြောစရာမရှိတော့အောင်ဝမ်းသာကြည်နူးနေခဲ့ရတာဖြစ်ပြီးအချို့မိန်ဆုံးအနမ်းတစ်ပွင့်ကိုခန်းစားလိုက်ရတယ်လို့မျိုးတကယ်ကိုပျော်ဖို့ကောင်းနေကြတာဖြစ်ပါတယ်လူတိုင်းမှာချစ်ရသောချစ်သောအရာတစ်ခုခုတော့ကိုယ်စီရှိခဲ့ကြမှာပါကိုယ့်ရဲ့ချစ်ရဆုံးသောအမျိုးသမီးလေးတယောက်ကိုအားပေးတဲ့ဘောလုံးအသင်းအစရှိရာတွေဟာလူတယောက်ရဲ့ချစ်ရဆုံးသောချစ်တော်လေးတွေပဲဖြစ်ပါတယ်အပြောင်းလန်တွေအတွက်ကတော့ချဲစီအသင်းဟာသူတို့တွေရဲ့ချစ်တော်အသင်းဖြစ်တယ်လို့ချဲစီအသင်းကိုအားပေးတဲ့ပရိသတ်တွေအတွက်လည်းချဲစီအသင်းဟာသူတို့တွေရဲ့ချစ်တော်အသင်းအဖြစ်ရှိနေကြမှာပါအခုတော့ချဲစီအသင်းဟာသူ့ကိုချစ်တော်အားပေးသောချဲစီဖန်တွေကိုပျော်ရွှင်ခြင်းတွေရယူဆောင်ကျင်းပေးလိုက်ပြန်ပြီဖြစ်ပါတယ်ချဲစီတင်ဟာပြီးခဲ့တဲ့ညကကစားခဲ့တဲ့လဘောက်အသင်းနဲ့ပွဲစဉ်မှာပရီးမီးယားလိချန်ပီယံအသင်းကို3ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြသွားခဲ့ကြပြီးသူတို့တွေဟာချန်ပီယံအသင်းကိုပွဲမစခင်မှာလက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ကြသလိုပွဲပြီးမှလည်းလဘောက်အသင်းအတွက်ဒီယာတီဂိုးပြတ်ရှုံးပွဲတစ်ပွဲကိုလည်းပိုင်ဆိုင်ခွင့်ပြုသွားခဲ့ကြတာဖြစ်ပါတယ်။ချဲစီအတွက်အန်ဆိုဖာနန်ဒက်နဲ့ကိုပယ်မာတို့ကတကိုးစီသွင်းယူခဲ့ကြပြီးနောက်ထပ်သွင်းဂိုးတစ်ခုကိုတော့လီဗာပူးနောက်ခံလူကွမ်းဆက်ကကိုပြန်လည်သွင်းယူခဲ့ပြီးလီဗာပူးအတွက်ဂိုးတွေကိုဗန်ဒိုက်ကရယူပေးသွားခဲ့တာပါ။